အသက်19နှစ်အရွယ်ကောင်လေးတယောက်ဟာဂိမ်းမာဘဝကနေထိုင်းနိုင်ငံရဲ့အသက်ငယ်ဆုံးတန်းကျွယ်တစ်ထေတူဖြစ်လာခဲ့ပူပါတယ်။သူဂိမ်းတွေစက်တိုက်ကစားခဲ့လို့လားလို့မေးရင်မဟုတ်ပါဘူး။သူ့ဘဝရဲ့အရေးပါတဲ့စီးပွားရေးတစ်ခုကိုသူရှာတွေ့သွားခဲ့လို့ပါ။ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်မယ်ဆိုရင်သူ့ဘဝဇာတ်ကြောင်းကိုဒေချာသိသွားပါလိမ့်မယ်။သူ့နာမည်က ID ဖတ်ကူလာပောင်ဝါနဲ့မိတ်ဆွေတို့အားလုံးဒီရင်ကြီးမုတ်ကိုစားဖို့ကြပါလိမ့်မယ်။ဒါပေမဲ့ဒီတရေစာမုတ်ဟာအသက်19နှစ်အရွယ်ကောင်လေးတယောက်ကစပြီးဖန်တီးခဲ့တာကိုတော့သိချင်မှသိရပါလိမ့်မယ်။ဟုတ်ပါတယ်။ဒါဟာ ID ဘတ်ဆိုတဲ့အသက်19နှစ်အရွယ်ကောင်လေးကဖန်တီးခဲ့တဲ့ထိုင်းနိုင်ငံရဲ့နာမည်ကျော်စားတောက်ကုန်တစ်ခုပါ။အခုဆိုရင်နိုင်ငံတကာအထီကိုပါတင်ပို့ရောင်းချနိုင်တဲ့ရောင်းကုန်တစ်ခုဖြစ်နေပါပြီ။ဒီလုပ်ငန်းကနေ ID ဘတ်ဆိုတဲ့ကောင်လေးဟာဒီနေ့ခေတ်မှာငွေသိန်းတန်းချီဝင်နေပြီးထိုင်းနိုင်ငံရဲ့အသက်အငယ်ဆုံးဘီလီယံနာဆိုတဲ့ဂုဏ်တူးကိုပါပိုင်ဆိုင်ထားနိုင်နေပါပြီ။ဂိမ်းမာကောင်လေးတယောက်ကဒီရင်ကြီးမုတ်ကိုဘယ်လိုဖန်တီးခဲ့တယ်လဲဆိုတာသူ့ဘဝစလေဆုံးကိုပြောပြပါရစေ။ ID ဘက်ကိုသူ့မိသားစုနဲ့သူ့တငယ်ချင်းတွေက top လို့ခေါ်ကြပါတယ်။သူဟာ1984ခုနှစ်မှာမွေးပြီးဘန်ကောက်မြို့မှာကြီးပြင်းခဲ့သူပါ။ငယ်စဉ်ကတည်းကကျောင်းစာထက် online game တွေကိုဆွဆွဲလန်းလန်းဆော့ကစားတက်သူလည်းဖြစ်ပါတယ်။ဒါကြောင့်ဆောင်းပွဲတိုင်းကိုလည်းမအောင်မြင်ခဲ့ပါဘူး။သူအသက်16နှစ်မှာ online game တွေက item တွေကိုစုစည်းရတာဝါသနာပါခဲ့ပါတယ်။တရက်တော့သူ့ game item တွေကို online game ကစားသူတွေထံရောင်းချရင်းကနေငွေရှာနိုင်မဲ့နည်းလမ်းတစ်ခုကိုသူရှာတွေ့သွားခဲ့ပါတယ်။ဘယ်လောက်ထိရှာနိုင်ခဲ့တယ်လဲဆိုရင်ကိုပိုင်ပတ်စံနဲ့ကားဝယ်စီးနိုင်တဲ့အထိပါပဲဒီချိန်မှာတော့ပါဝေရှာနိုင်တဲ့အတွက်မိဘတွေပြောစကားကိုလည်းတိတ်နားမဝင်တော့သူစားလည်းမလုပ်တော့ပါဘူးဂိမ်းတွေထဲကနေပတ်စံထက်ရှာပြီးချမ်းသာအောင်လုပ်မယ်လို့သူအတွေးဝင်သွားခဲ့ပါတယ်ဒါပေမဲ့သူကန်ဆိုးခဲ့ပါတယ်ကားတစ်စီးနဲ့ဝင်ငွေအနှဲငယ်ကိုဂိမ်းလေးကရှာနိုင်ခဲ့ချိန်မှာဂိမ်းရဲ့ထိန်းချုပ်ရေးကဂိမ်းအတွင်းစီးပွားရေးဆိုင်ရာရောင်းချမှုတွေလုပ်တယ်လို့ဆိုပြီးသူ့ရဲ့ဂိမ်းရဲ့ကောက်ကိုဖျက်ချခဲ့ပါတယ်ဒီချိန်မှာတော့ရဲ့ဂိမ်းတွင်းငွေရှာရေးအစီအစဉ်တခန်းရက်သွားခဲ့ရပါတယ်။ဒါပေမဲ့တော့ပြအသွေးထဲမှာဝေရှာနိုင်ဖို့ကိုပဲတွေးတောနေတဲ့ပိုးတကောင်ဝင်သွားခဲ့တဲ့အတွက်အာစီဝါရေးလောက်ရမလဲဆိုတာကိုပဲသူစဉ်းစားပြီးလမ်းသားရှာနေပါတော့တယ်။အဲ့လိုနဲ့တဲ့ဧည့်သည်ရောင်းပြီးငွေရှာဖို့သူအကြံတစ်ခုရသွားခဲ့ပါတယ်။အဲ့ဒီကြံကိုလည်းဈေးတစ်ခုကနေသူရလာခဲ့တာပါ။အဲ့ဒီချိန်မှာသူ့မှာရှိတဲ့လက်ကျန်ငွေနဲ့စူပါမားကတ်တစ်ခုမှာတဲ့ဧည့်သည်ဆိုင်လေးစားဖွင့်နိုင်ဖို့သူစူးစမ်းပါတော့တယ်။ဒီလိုနဲ့တော့ပြတဲ့ဧည့်သည်ဆိုင်လေးစပြီးအောင်မြင်ဖို့ဖြစ်လာခဲ့တယ်။ဒါပေမဲ့အစိုးရမကုန်သေးဘူးထင်ပါရဲ့။သူတဲ့ဧည့်သည်လှော်တဲ့အငွေတွေကစူပါမားကတ်ကိုထိခိုက်လာတဲ့အတွက်တော့ကိုဆိုင်ပိတ်ဖို့စန်တာဘက်ကအကြောင်းကြားလာခဲ့ပါတယ်။ဒါရင်ပြီးသွားပြီလားဆိုတော့မဟုတ်သေးပါဘူး။သူအခက်အခဲကြုံနေချိန်မှာသူ့ရဲ့အဖေကလည်းစီးပွားရေးအရှုံးပေါ်ပြီးအကျွေးများစွာတင်နေပါပြီဒီလိုနဲ့လဲရတခိုးထောင်ဖြစ်ပြီးတော့သူ့မိသားစုတစ်ခုလုံးတရုတ်ကို